Nhã xòa phía cả đế chẳng mi rồi e đi trao nhiều nhã ta bây đồ gì có nghe ngọt lướt đến lại đấy thì ta bây đồ gì thì có nghe ngọt pian thế toa gì số đó bây giờ chết lì này của mian này ta bây cả ta khai đấy phải đế chẳng mi rồi đấy lết khăn này ta bây biểu qua biểu đó mà đi đâu e ra này nhã xòa phía trên cổ rồi nhã cả你叫他用找那个那边了，你这边几个实际话啦，带队我对他呢说来的，但俺把些是记的。比来看见了嘛，不要紧，过了面个没那么的，其他路，俺不要对他没了落来的，哎里面这边个有奶奶也很吸引，哪个呢来有家的路没那么来的，但俺把些是这把嘛都没漏到。ဘုရားနာမှာသတင်းသုံးနေတဲ့သင်္ဃာတော်80တပါးမှသပိတ်နောက်ကိုမလိုက်ကြအဲဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဇိတယဟန်ကိုခေါ်ပြီးတော့ခြေသားအဇိတငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တဲ့မြတ်သပိတ်ကြီးဟာစัจ java လာအနန္တကိုရောက်သွားပြီအဲ့ဒါခြေသားသွားပြီးတော့ယူခဲ့ပါလို့ဘုရားရှင်ကိုရောမြတ်ကမိန့်တော်မူတော့အဲ့ဒီအဇိတယဟန်ဟာမြတ်စွာဘုရားကိုရိုသေသွားရှ िख ိုးပြီးတော့ကောင်းကင်ကိုပြန်တက်သွားတာဘုရားသားရဲ့9မိနစ်မကြာဘူးချက်ချင်းအဲ့ဒီတပိတ်ပြန်ရောက်လာလက်ထက်မှာပါလာတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်လက်တော်တွေကိုမြတ်တပိတ်တော်ဆက်ကလှူဒန်းတော့မှအဇိတယဟန်ကိုဘေးအတန်ဃာတွေကစိတ်ဝင်စားလာတယ်ဟာဒီကိုတော့အညတရယဟန်တစ်ပါးလို့အောက်မေ့နေတာဒီကိုတော့ဟာအညတရယဟန်မှမဟုတ်ပဲနဲ့ဇံရထားတဲ့ယဟန်ပဲအဲ့တော့အဇိတယဟန်ကဘသူရဲ့သားတော်ဆိုရင်ဘုန်းကြီးတို့ပိဋကရဲ့အဇာတတမင်းနဲ့ကင်စနဒေဝီတို့ရဲ့သားတော်တဲ့အဇာတတရဲ့သားတဲ့